Hello အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာတက်မြင့်စနစ်စက်ကြီးရောက်ပြခဲ့ပစုံတော်မြို့နယ်ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့မီဇက်လေးကတော့ Hyundai 10kVA ဝက်8500ထွက်တဲ့ယူရီးယားနိုင်ငံထုတ်မီဇက်လေးပဲဖြစ်ပါရဲ့ရှင်ဒီဆက်လေးရဆိုရင်တော့ဝက်နဲ့ဆိုရင်8500ဝက်ထွက်မှာပဲဖြစ်ပါတယ်ရှင်တခြားဒီဇယ်ဆက်တွေလို့တော့လို့မဟုတ်ပဲနဲ့ poster လေးနဲ့လာပါမယ်ရှင် e-store လေးလည်းပါပါတယ်အဝေးကနေပြီးတော့ဖွင့်လို့ရတဲ့ remote လေးလည်းပါပါမယ်ရှင်။မီးကောင်းလေးကတော့32 ampere မီးကောင်းလေးနှစ်ကောင်းပါပါမယ်ရှင်။ဆက်လေးရဲ့ဈေးနှုန်းကိုတော့ဗီဒီယိုအဆုံးမှာဖော်ပြပေးသွားပါမယ်ရှင်။ဒါလေးကတော့ဆက်လေးရဲ့အတွင်းခန်းလေးပဲဖြစ်ပါတယ်။ဒီဘက်မှာဆိုရင်တော့ battery နဲ့အင်ဂျင်ဝိုက်ထည့်တဲ့နေရာစီစစ်ဘူးလေးတွေပါပါမယ်ရှင်။ဆက်လေးကဝက်8500ထွက်မှာမို့လို့အဲကွန်းသုံးမယ်ဆိုရင်တော့အဲကွန်းတစ်ကောက်ခွဲနှလုံးနဲ့ TV မီးကြောင်းပန်ကအဝတ်လျှော်ဆက်တွေကိုတပြိုင်တည်းအသုံးပြုလို့ရမှာပဲဖြစ်ပါရဲ့ရှင်။အခုကတော့ဆက်ရဲ့ဟိုဘက်ချမ်းလေးပြပြပါမယ်နော်။ဆက်လေးကအဲကူးဖြစ်တဲ့အတွက်ကြောင့်မလို့ဖန်လေးနှလုံးနဲ့လာပါမယ်ရှင်။ထိုင်းနမိုဘိုင်းကိုလည်း100%ကြေးကွာဖြစ်ကြောင်းအာမခံပေးပါရဲ့ရှင်။ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ charging gas, AVR gas, starter motor တွေပါမှာပဲဖြစ်ပါတယ်ရှင်။ဒီဆက်လေးကိုတော့အတက်ဆုံးဈေးနှုန်းဖြစ်တဲ့58သိန်းနဲ့ရောက်ချပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်3995588811ကိုအခုပဲဆက်သွယ်လိုက်ပါနော်။အားလုံးကျေးဇူးတင်ပါတယ်။